ကန်ကြောင့်ဆုံးလာရတဲ့ဒိုးတွေဟာကံကုန်ပြီဆိုရင်ခွဲကြရတော့တာပါပဲဘလောက်ပဲချစ်ခင်ပါတယ်ဘလောက်ပဲမျက်နှိုးပါတယ်ပြောသူနဲ့ကိုယ်နဲ့စုံစည်းဖို့ရန်ရေဇက်ကကုန်ပြီဆိုရင်တနည်းမဟုတ်တနည်းနဲ့ခွဲကြရတော့တာပါပဲလေကြောင်ပဲစုံစည်းခဲ့တဲ့တိမ်တိုက်တွေဟာလေကြောင်ပဲခွဲကွာသွားကြရတာပါပဲကံကြောင်းတရားတွေတိုက်ဆိုင်ပြီးတော့စုံစည်းခဲ့ကြရတဲ့ဒိုးတွေဟာကံကုန်တဲ့တစ်နေ့ကိုယ်ထုတ်ကိုပိုက်ပြီးတော့ကိုယ်ခရီးကိုရှေ့ဆက်ကြရမှာပါပဲဒါကြောင့်မသေးခင်ချစ်ပါအသက်ရှင်နေတဲ့ကာလတောတွင်းမှာသူ့ပေါ်မှာကိုပေးနိုင်တဲ့မေတ္တာကရုဏာတွေပေးပါစကားတွေကိုချိုးချိုးသားသားပြောပါမသေးခင်မှာမေတ္တာတရားတွေများများထားပြီးတော့ချစ်ချစ်ခင်ခင်နဲ့မနာလိုဝန်တိုမှုတွေလျှော့ပြီးတော့တဦးရဲ့ဒုက္ခကိုတဦးကဖေးမှကူညီပြီးတော့လူသားဆန်ဆန်နေထိုင်ကြရမယ်ဒါဆိုရင်တော့နောင်တလည်းကင်းတာပေါ့ဘဝဆိုတာတူတူလေးရဲ့ပါအလုံးဟာလူပြည်လူလောကကိုအလယ်လာကြတဲ့ဧည့်သည်တွေကြီးပါပဲချိန်တန်တော့လဲကိုယ်ထုတ်ကိုပိုက်ပြီးကိုယ်လန်းကိုရှောက်ကြရတာပါပဲအကယ်၍ကိုချစ်တဲ့ပုဂ္ဂိုလ်တွေကိုယ်ပေါ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကွယ်လွန်နှိမ့်ဆက်ရောက်သွားပြီဆိုလို့ရှိရင်လည်းပဲသူ့ကိုတတိယတိုင်းကောင်းမှုကုသိုလ်တစ်ခုလုံးပြီးတော့ကုသိုလ်ကိုအမျှဝေပေးပါဒါဆိုလို့ရှိရင်ကောင်းမွန်တဲ့ဘဝတွေကိုရောက်ရှိသွားနိုင်ပါတယ်အလုံးမဲ့တယောက်ရဲ့ဒုက္ခကိုတယောက်ကဖေးမှကူညီနိုင်သောသူများဖြစ်နိုင်ကြပါစေ